ကမ္ဘာအလှပဆုံးဒါပေမဲ့အသက်အန္တရာယ်ရှိဆုံးနေရာနံပါတ်1စိတ်သိရေကန်များရေကန်လေးလာတဲ့ဆိုပြီးမစင်းမိလိုက်ပါကြည်လင်နေတဲ့ရေပြာအောက်မှာမမြင်နိုင်တဲ့လွတ်ဝက်နေတဲ့အစိမ့်ငွေတွေဟာတင်ကူအသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့်ပါရေကန်အနီးအန္တရာယ်တတိပေးဆိုင်ပုတ်တွေကိုတစ်အနေနဲ့မြင်ခဲ့မယ်ဆိုရင်ဝေးကရှောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်နံပါတ်2တေးစေနိုင်တဲ့ရေခဲမြင့်များရေခဲအောက်တွင်ရှိုးမြောင်တွေရှိနေနိုင်တာကြောင့်ပြိုကျနိုင်တဲ့ရေခဲလိုင်ကောင်းတွေရှိနေတာမို့မစူးစမ်းပဲတဲ့အနေနဲ့အနီးကပ်သွားလို့မရှိဘူးအကြုံပြုချင်ပါတယ်အနေရရှိရေပြင်ဘာကြောင့်အနေရရှိတာလဲဆိုရင်အလှပဆုံးအလင်းတွေထွက်နေပေမဲ့အစိတ်ရှိတဲ့ရင်းနှီးများပင်များကြောင့်ဖြစ်ပါယခုလိုစိတ်ဝင်စားဖွယ်ဘုဟုတ္တများကိုသဘောကျနှစ်သက်တယ်ဆိုရင်အမြဲစောင့်ကြည့်နိုင်စီ World News Knowledge Channel လေးကို subscribe လုပ်ထားပေးဖို့အကြံပြုအပ်ပါတယ်ဗျ